တင်သွင်းသွားသေးတာပဲဆရာကြီးသူဤပါနေတော့တတတစ်ခုမေးတင်ပါရဲ့အေးမေးဖတ်ပြီးတော့မေးတင်ပါလေအခုတတတွေ့နေရတာကြားနေရတခုရှိရဲ့ဒီမိုကရေစီပြီးပြီတော့ဘာပြောရလဲတတမသိဘူးဒီမိုကရေစီကလေးတွေကလွတ်ပေးလိုက်တော့ဟဲ့လားဇောင်းလေးနေဟဲ့လားဇောင်းလေးနေဟုတ်ပြီဒီတော့မေးတော့လည်းငါလည်းဖြေရတာပေါ့ကွာဟုတ်ကဲ့ဒါရမကြဒီမိုကရေစီစီယာရီဆိုခရီးစီဆိုတာယူတာဒီမိုဆိုတာနမူနာအဲ့တော့နမူနာအယူလို့ခေါ်တယ်ဟုတ်ပြီလားရှာကြီးပြဿနာတက်ပြီရှာကြီးဟာတော့ဘာပြောလဲပြဿနာတက်သွားပြီရှာကြီးတက်သွားပြီရှာကြီးကပြောရတယ်ပြဿနာတက်မယ်မတက်ပါနဲ့သားရှာကြီးပြဿနာတက်နေပြီရှာကြီးဘာပြဿနာတက်လဲသားရဲ့အိမ်သားရဲ့ရင်မရှိဘူးရှာကြီးတပါရှာကြီးပြောရင်တော့ရှာကြီးကမတိမေတဲ့ကြည်ရှိဟုတ်တယ်လေတရှာကြီးကမတိရမေးပြီးပြီတမကျင်တာရှာကြီးလိုက်ရှိပြီဟဲ့လေခဏနေငါအီးကုန်းပေးလိုက်အိမ်တော်ထဲမှာရင်မရှိရမယ်ကျင်သွားပြီရှာရီခုနမေကိုဆက်မေးမယ်မေးသားမေးခုနလေဘကောမေးရလေဒီမိုကရေစီဆိုတာလေဟုတ်တယ်ဒါလေအိမ်မှာiPad လေးနဲ့လေဂိမ်းတွေရှော့ဖို့တဲ့အင်တာနက်ကနေ download ချရတယ်ဗျမိုက်လိုက်လား download ချတော့တချို့ဂိမ်းတွေကဒီမိုဆိုပြီးပြောတယ်အဲ့ဒီမိုကစားခြင်းတဲ့ပတ်စံပေးရမယ်တဲ့ဟုတ်တယ်လေတက်ကစားတာလေဒီမိုကရေစီကိုတုံးကျင်ပတ်စံပေးရမှာပေါ့နော်အဲ့တော့ငါလည်းမသိဘူးဈေးမေးကြည့်အောင်ပါခဏထိုင်အောင်ဘာလာပြောနေမှလည်းမသိဘူးရှာကြီးဟိုကောင်မေးညုံကောင်ငိမ့်နေတယ်တတခုတော့မိချင်တယ်ရှာကြီးမင်းမလားရှာကြီးချင်းမရှုံးကရီးနဲ့တောင်းစိတ်မိကြလားရှာကြီးချင်းမရှုံးနဲ့နော်မရှုံးပါဘူးပြောပါအေးရင်ပါပါရဲ့ရှာကြီးတတလေးအိမ်မှာရေဟိုကောင်းလိုပဲတတလေး TV ကြည့်တယ်ဒီလား TV ကြည့်လား TV ကြည့်ရောရေဟိုတတလေးတတွန်သားရေကြည့်ရနိုင်ငံခြားကားရေလည်းကြည့်ဒီမှာကားရေလည်းကြည့်တယ်ဒါကွန်နီတူတို့ကားလည်းကြည့်ရကူကျူဘောတို့ကားလည်းကြည့်တယ်အဲ့မှာနိုင်ငံခြားကားပါလေစကားပြီးတော့မှလေသူကြာတန်းတက်တယ်လေနိုင်ငံခြားကားတွေစကားပြီးစာတန်းတက်တယ်လေဟုတ်တယ်တတတို့မြန်မာကားမှာကြာတော့စကားကြာတာနဲ့ကြာတန်းရက်တက်အဲ့ပြီးရငါလည်းတွေ့တယ်လို့ပဲကြာတန်းရစကားကြာနဲ့စကားမလားရအဲ့ဒါယူတယောက်ကနောက်ကစကားပြောပြီးတော့တက်အဲ့ဒါကဟိုစကားပြီးလို့တက်တာမဟုတ်ဘူးသားရဲ့ဒါကဒီဟိုပေါ့နော်ကြည့်နေတဲ့လူတွေကိုအမျိုးကိုဇာတိကုန်မြန်မာအယူဝင်နေအမျိုးကဒီလိုထိန်းသိမ်းဆောက်ကြတယ်ဒါတွေကိုလှုပ်ဆော်ပေးနေတာလှုပ်ဆော်ရပါရဲ့လှုပ်ဆော်ရပါလေလှုပ်ဆော်ရပါပညာလှုပ်ဆော်ရဆိုတာတီးပေးရပေါ့ကွာမင်းတီးပေးရဆိုပါရဲ့တော်ပြီငါလည်းမမေးရသေးဘူးထိုင်နေရတယ်နိမေလေရှာရင်အဲ့မှာပါရဲ့ကြာချောင်းလေးတစ်ချောင်းတမီးကျင်တော့ရှာရင်မေးသားမေးရှာချိတ်ချိုးနေတော့ချိတ်ချိုးအောင်ချိတ်ချိုးအောင်ချိုးနေတော့ဒါတိကျင်တော့ရှာရင်အဲ့မှာရဲ့မျိုးကုံဇာတိကုံမြမာကြီးရဲ့ပြီးတော့ယဉ်ကျေးမှုအမွေနဲ့များထိမ့်သိမ့်ကြောက်ရှောက်ရေးဆိုတာဘာပြောရရဲ့အမျိုးကုံဇာတိကုံဆိုတာဆရာကြီးပြောပြမယ်နိုင်ငံရှိရင်လူမျိုးရှိတယ်လူမျိုးရှိရင်ရိုးရရှိရင်ရည်ရည်မှုရှိတယ်အဲ့ဒီအမျိုးကုံတွေဇာတိကုံတွေကမ္ဘာလေမှာတင်းတောင်တင်းတယ်ဖြစ်အောင်ဒီနိုင်ငံသားထိမ့်သိမ့်မှရမှာအဲ့ဒါအတွက်ကြောင့်မျိုးကုံဇာတိကုံထိမ့်သိမ့်ပါဆိုပြီးလှုပ်ဆော်တာဒီတော့အိုင်ဒီယာကောင်းပါပဲကောင်းတာဗောအိုင်ဒီယာကောင်းနော်အမျိုးကုံဓာတိကိုထိမ့်သိမ့်ဖို့ပြောတာဟုတ်တယ်အခုတသားတော့အခုကနေတာဘာအတွက်ကရဲ့ဒီဥစ္စာလားတသားတော့ဖြစ်ကုန်ပြီကလည်းဒါကဒီနိုင်ငံမှာရှိတဲ့နော်အခက်ခဲလေးဖြစ်နေတဲ့နေနေဒေသတိုင်းရင်းသားပြည်သူတွေဟိုကုညီဖို့ကကြတာဘာဖြစ်လို့ကုညီရရဲ့ဟမ်တတားရေဟုတ်တယ်လေရှားကြီးပြောမယ်တတားအဲ့ဒါကိုလေဥနေတူသွားမိသလားရှားကြီးလည်းပြောတဲ့ဘူးရေဗျနော်နော်မျိုးကုံဇာတိကိုထိမ့်သိမ့်တဲ့အနေနဲ့ကရဟုတ်တယ်အမျိုးကုံဇာတိကိုထိမ့်သိမ့်တဲ့အနေနဲ့ကတာသဘောထားလိုက်ပါသားရဲ့နော်ဒါထဲမှာတတိယလာတစ်ခုရှိရဲ့ရပြန်ပြီတကောက်ပြီးတယောက်ဟာစစ်ပြီးတော့တာနေရတအမလောက်တာဗာလဲသူလောက်က NGO တော့ဗာလဲ NGO တော့တကြားနေရတယ်ကလေးတွေကပေါက်ခဲ့နေပြီဟလားတကူပြီးတူNGO လိုက်တယ်အိစာတနေရဲ့ NGO သူကအရင်ပြလိုက်မယ် NGO သူပြီး NGO အဲ့ဒါက NGO ဆိုတာတားလို့မှတ်ထားနော်ငါလည်းပေါက်ရပြေဦးမှာNGO ဆိုတာမျိုးကုံဇာတိကိုမထိမ့်သိမ့်နဲ့မြန်မာအမျိုးသမီးတွေကိုတတိပေးတဲ့ဇကာအတူကောက်ဟုတ်ပြီလားသိလားဟုတ်ရအခုမြန်မာအမျိုးသမီးလေးတွေဟာနိုင်ငံတော်အားနဲ့ရင်မောင်တန်းပြီးအရက်သေးတာတွေတောက်စားကြဟုတ်တယ်နော်
မူလာတယ်ဟာအရန်နေမူလာလို့ရှိရင်ဘာဖြစ်လဲအန်တယ်ဟေးဒီမှာမျိုးသမီးအန်တဲ့အခါမှာသူတို့ဂျီလေးတွေကအိုဝါလို့ NGO ကဲမှတ်ပြီလားငါပေါက်ကြဖြေပြီဂျီတွေဂျီရပါရောဂျီရပါရောဟုတ်တယ်မေဂျီရပါဂျီကိုရှင်းပြဂျီရပါဟိုဝါရယ် GOS ရွာပါရယ်တမတို့တင်းကျင်လို့မေးရပါအောင်ကောင်းမကြီးဂျီရပါရယ်ဟာဆရာမဂျီရှိတာအဲ့ဒီကအိုးပြီလားဆရာအော်ပြတ်တယ်ဆရာမ GO ရဆရာမလည်း GO လေမရဘူးကွာမင်းပါရယ်မေးပါသားတတလေနောက်ဆုံးတစ်ခုပဲမေးရမယ်နော်နောက်ဆုံးတစ်ခုမေးချိတ်ချိုးနေနော်ချိတ်ချိုးပါဦးတတမေးဦးမလားတတတင်နာပါဟိုနာငုတ်တို့ဒီကြောက်မေးလိုက်ပါဟိုကောင်မေးဦးငါ6ဘက်လုပ်ပြီးမေးဝင်ပြပါအေးည6ဘက်လုပ်ပါရဲ့မေးပါ6ဘက်ကြီး MRTV ဖိုးချပါဟာအတူကပဲကြီးချာကြွေ MRTV အိမ်မှာပြပြကြည့်လို့ရှိရင်တောင်းမှတွေ့ရဘာအရှိကောက်ကပါMRTV ဟိုဘာလဲမင်းလည်းမသိဘူးသူတို့တွေ့ကြပြရှောက်မေးနေတော့မေးဆိုမေးဒီမှာအဟဲ့အောင်ဖြစ်တဲ့သားအရိုင်းတော့ဘာလဲစိတ်မရှိတော့ဒီမှာသားနော် MRTV ဟိုးဆိုတာကဒါဒေါသဖြစ်တဲ့စကားအတူကောက်ချုပ်တာလားဟုတ်ပါရဲ့ရဟုတ်လားတားတို့က MRTV ပဲပြောတာဒေါသဖြစ်အဲ့လိုမပြောတော့ဟုတ်ပါ TV ထဲမှာဖိုးချတယ်ဟုတ်ရောမသိဘူးကွာငါမင်းတို့ပေါက်ခဲ့မင်းငါလည်းပေါက်ခဲ့ပြပေါ့ဟေးနောက်ဆုံးတစ်ခုမေးမယ်မေးဟုတ်ပြီရှာကြီးရတလားတိကျပြင်းမှာတလားတိကျပြင်းရှာကြီးရအေးနောက်ဆုံးတစ်ခုနော်သားရထွင်ရွှင်းတော့နော်ခွင့်လို့ပါတယ်သားရဲ့ခွင့်ရွှင်းတော့သားလေတတ်ဖေရရေတင်မောတာတင်မောတာကြီးကောင်းတာပေါ့နေနေတာဟိုတွားပြီးတော့တခါတွားလေအကြာကြီးပဲတွားဟိုပြန်ရလို့ရှိရေဒီမရှိမှာရေပတ်စံနေအများကြီးပါအေးဗောတင်မောတာကြီးဆိုဝင်ကိုကောင်းတာပေါ့သားအဲ့ဒီမှာရေတတတိကျင်တာရေအဲ့ပတ်စံထဲမှာလေဟိုလေယူကြီးတယောက်ကလေမြင့်မှန်တထားရေပြီးတော့ရင်ဘက်မှာချလွယ်ကြီးနဲ့လေအဲ့ပတ်စံရဲ့သားရဲ့အဲ့ဒါကဟိုယူရီးယားထိုင်းပတ်စံထိုင်းဘတ်လို့ခေါ်တယ်ထိုင်းဘတ်လို့ခေါ်တယ်အဲ့လူကြီးကဘာဟုတ်တာအဲ့လူကြီးကသူတို့နိုင်ငံရဲ့ဘရင်မင်းမြတ်ကြီးဘရင်မင်းမြတ်ကြီးဒီနိုင်ငံလုံးကဘရင်မင်းမြတ်ကြီးကိုလေးစားတယ်ချစ်ခင်တယ်အဲ့ဒါကြောင့်သူတို့ဘရင်မင်းမြတ်ကြီးရဲ့ပုံကိုပတ်စံမှာနှိပ်ထားတာဘရင်မင်းမြတ်ကြီးလက်ကြီးကြီးဘာမှမပြောကြလက်ကုန်ကြီးကြီးဟိုရေနောက်တစ်ခုကရေဟိုခေါင်းပြောင်နဲ့လူကြီးတယောက်ပဲရှာရဲ့သူကလေဟိုတမ်းမွေးလေပါတယ်တရားလူဆိုးလားဘယ်လူဆိုးလဲအမေရိကန်ဒေါ်လာလို့ခေါ်တယ်သားရဲ့အဲ့လူကြီးရဲ့လူဆိုးရင်မဟုတ်ဘူးအမေရိကန်နိုင်ငံခေတ်ဆက်ဟိုအုပ်ချုပ်ခဲ့တဲ့သမ္မတကြီးတွေသူတို့ကိုကွန်ပျူတာအနေနဲ့ပတ်စံမှာထည့်ရိုက်ထားတာကွန်ပျူတာအနေနဲ့သမ္မတကြီးတွေရှာပြောပြမှာတာတိရတာရှာနောက်တစ်ခုကရေဖူဖွားကြီးလေတီဖူကြီးနဲ့လေချမီဖြူနဲ့လေဖူဖွားကြီးရေဒီကာအဲ့ဒါစတာလင်ဘောင်လို့ခေါ်တယ်နော်လေဒီကာတော့ရေဒီကာရိုက်ထဲလာရေဒီကာအဲ့တော့မယိုးစတာလင်ဘောင်အဲ့ဒါအဲလစ်ဇဘက်ဘီယင်မာကြီးသူတို့ဘီယင်မာကြီးကိုဂုံပြည့်အနေနဲ့ရိုက်ထားတာအဲလစ်ဇဘက်ဒေလာကြားလို့မလားအဲလစ်ဇဘက်ဒေလာအဲလစ်ဇဘက်ဘီယင်မာကျမဘီမာကြီးသားရဲ့အဲ့ဘီမာကြီးဟုတ်တယ်အဲ့ဆိုရင်တတကူမင်းမကြတသားတော့ရှင်မရရေចောင်းသွားလို့ရှိရင်တသားကိုပတ်စံတစ်ထောင်ကြီးပေးပါရှာအဲ့လေအဲ့မှာပါချင်းနေရတော်ပြီဒီဆွေးနွေးဖို့ဆရာဖြတ်တယ်ကျောင်းကုန်လေရက်ကတမရှိဆရာပိတ်လိုက်ပြီနောက်နေ့မင်းတို့ကျောင်းလာကြမလို့တော့ဘူးရှာကြီးတော်ပြီရှာကြီးဘုံငါလည်းမပေးရသေးဘူးမင်းကဘာလို့ရှောက်ပေးရလဲရှာကြီးကဘာမှလည်းမလုပ်ဘူးတော်ပြီအေးချင်းနေရရှင်ကောင်ဘုရားရှိခိုးချင်းနေနဲ့တူလို့ပြောမလို့ပါဘူးရှာဘာမှလည်းမတည်ဘူးဟုတ်တယ်